မိတ်ဆွေဒီလိုအဖြစ်မျိုးကြုံဘူးလားစူပါမားကတ်ကိုတွိုက်လိုက်စေတဘူးတဲ့ဝယ်မယ်ဆိုပြီးဝင်သွားတယ်ဒါပေမဲ့ပြန်ထွက်လာတဲ့အခါလက်ထဲမှာမုန့်တွေအချိုရည်တွေအင်ဂျီတွေနဲ့ပစ္စည်းတွေအများကြီးပါလာရောငွေစင်းကောင်တာရောက်တော့ကိုမိုင်းထမ်းတာထက်ငွေတွေအများကြီးပိုကုန်သွားတယ်ဗျာအိမ်ရောက်တော့မှဟာငါပတ်စံတွေဖြုံးမိပြန်ပြီငါကစီးကမရှိလိုက်ကလို့ကိုအပြစ်တင်မိဘူးလားတကယ်တော့အဲ့ဒါမိတ်ဆွေရဲ့အပြစ်လုံးမဟုတ်ပါဘူးဆိုင်တွေကုမ္ပဏီကြီးတွေဟာတင့်အုံနောက်ကိုမဝဲချင်းအောင်ထိန်းချုပ်တဲ့စိတ်ပညာနီလန်းတွေကိုကျွမ်းကျင်အသုံးချထားလို့ပါပဲသူတို့ကတင့်ကိုပစ္စည်းရောင်းနေတာမဟုတ်ပါဘူးတင့်ရဲ့စိတ်ကိုကစားနေတာပါဒီနေ့ဗီဒီယိုမှာတော့ဆိုင်ရှင်တွေဘယ်တော့မှပိမသိကျင်တဲ့တင့်ပတ်စံကိုဖောက်ထွဲနေတဲ့လူဝက်ရှက်၅ခုကိုဖွင့်ချသွားပါမယ်ပထမဆုံးနဲ့အထင်ရှားဆုံးနီလန်းကတော့ charm pricing လို့ခေါ်တဲ့ကိုးကနန်းလဲကွက်ပါမယ်ပစ္စည်းတစ်ခုကို1000ကျပ်လို့ရေးမယ်အစား9999ကျပ်သို့မဟုတ်9999ကျပ်လို့ရေးထားတာကိုနေရာတိုင်းမှာတွေ့ဘူးမှာပါခင်ဗျားစဉ်းစားကြည့်ပါ100ကျပ်လေးရှုပ်ပေးလိုက်တာနဲ့ပဲလူတွေကတကယ်ဝယ်ကြသလားအဖြေကတော့ဟုတ်ပါတယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့လူသားတွေရဲ့အုံနောက်ကစာဖတ်တယ်လို့ပဲဘဲဘက်ကနေညာဘက်ကိုဖတ်ပါတယ်ကနန်းတွေကိုမြင်လိုက်တဲ့အခါဘဲဘက်ထိတ်ဆုံးကကနန်းကိုပဲအာယုံစိုက်မိပါတယ်ဗျာ9000ချလို့မြင်လိုက်တဲ့အခါတင့်အုံနောက်ကအော်9000ကျော်ပဲရှိသေးတာပဲလို့မှတ်ယူလိုက်ပါတယ်1000ပြည့်ဖို့100ပဲလိုတော့တာကိုလစ်ရှုလိုက်ရောဗျဒါကိုစိတ်ပညာမှာ left digit effect လို့ခေါ်ပါတယ်1000နဲ့9900ကတန်ဖိုးချင်းသိမ့်မကွာပဲမဲ့အုံနောက်ထဲမှာခံစားရတဲ့တန်ဖိုးကတော့အများကြီးကွာခြားသွားစေပါတယ်ဒုတိယအချက်ကတော့ပိုပြီးနှက်နေပါတယ်ရုပ်ရှင်ရုံတွေ coffee ဆိုင်တွေမှာသုံးလို့ရှိတဲ့ decoin effect ပါဥပမာရုပ်ရှင်ရုံရဲ့ပြောင်းပိုးပေါက်ပွား popcorn ဈေးနှုန်းကိုကြည့်ပါဦးအသေးက3000အလတ်က6500အကြီးက9000ဆိုပါစို့ကဲခင်ဗျားဘယ်ဟာကိုရွေးမလားလူတော်တော်များများကဟာအလတ်နဲ့အကြီးက900ပဲကွာတာအကြီးယူလိုက်တာပိုတန်တာပေါ့ဆိုပြီးအကြီးကိုရွေးကြလိမ့်မယ်3000တန်အသေးကိုမဝဲတော့ပါဘူးဒီနေရာမှာဆိုင်ရှင်ရဲ့ပစ်ထက်ကအလတ် medium ကိုရောင်းချင်တာမဟုတ်ပါဘူးခင်ဗျားကိုအကြီးဆုံးဈေးအကြီးဆုံးဟာကိုရွေးအောင်မြူးဆွဲတဲ့အနေနဲ့အလတ်ကို decoy အဖြစ်ကြားခံထည့်ထားတာပါတကယ်လို့သာအလတ်မရှိပဲအသေး3000အကြီး9000ဆိုရင်ခမား9000ပေးပြီးဝယ်မှာမဟုတ်ပါဘူးဂျားတွေကနှိုင်းရှင်စရာတစ်ခုကြောင့်ခမားပတ်စံပူသုံးမိသွားတာပါတတိယအချက်ကတော့စူပါမားကတ်တွေရဲ့ဖွဲ့စည်းမှုပါပဲခမားတတိထားမိလားလူတိုင်းမထိမနီဝယ်ဟာမဲ့ဆန်စီချက်ဥနို့သားငါးတွေကိုဘာလို့ဆိုင်ရဲ့အနောက်အကျဆုံးနေရာမှာထားတာလဲအကြောင်းရင်းကတော့ရိုးရှင်းပါတယ်အဲ့ဒီပစ္စည်းတွေကိုတွားယူဖို့အတွက်ခမားကဆိုင်တစ်ခုလုံးကိုဖျက်လောက်ရမှာလိမ့်မယ်လမ်းတစ်လျှောက်မှာမုန့်တွေအချိုရည်တွေလှပတဲ့ပစ္စည်းတွေကိုမြင်ပြီးမလိုချင်ပဲကောက်ထည့်မိအောင်စီစဉ်ထားတာပါဒါအပြင်ဈေးကြီးတဲ့ပစ္စည်းတွေကို eye level လို့ခေါ်တဲ့မျက်လုံးနဲ့တန်းတဲ့နေရာတွေမှာထားလေရှိပါတယ်ခါကုန်းပြီးယူရတဲ့အောက်ဆုံးစင်တွေမှာတော့ဈေးတက်တာတဲ့ပစ္စည်းတွေရှိတတ်ပါတယ်ဗျာနောက်ပြီးဆိုင်ထဲမှာဖွင့်ထားတဲ့ပချင်းအေးလေးကလည်းခမားကိုစိတ်အေးလက်အေးဖြစ်စေပြီးဆိုင်ထဲမှာကြာနေအောင်လမ်းဖေးလောက်အောင်ဆွဲဆောင်နေတာဖြစ်ပါတယ်စတုထအချက်ကတော့ online shop တွေမှာအတွေ့အများပါတယ် scarcity တို့မဟုတ်ရှားပါမှုကိုဖန်တီးခြင်းပါ sale ဒီညတရက်တည်းတာ stock နှခုမဲချန်တို့တဲ့မနှက်ဖြန်ဈေးပြန်တတ်မဲ့ဆိုတာမျိုးတွေတွေ့ဘူးလားဒါကခမားကိုစဉ်းစားချိန်မပေးပဲ FOMO လို့ခေါ်တဲ့ကြောက်စိတ်ကိုဖြစ်စေပြီးချက်ချင်းဝယ်အောင်တွန်းအားပေးတာပါတကယ်တမ်းနောက်ရက်ကျရင်လည်းအဲ့ဒီပစ္စည်းကရှိနေဦးမှာပါပဲဒါမှမဟုတ် sale ဆိုပြီး short ထားတဲ့ဈေးကပုံမှန်ပေါက်ဈေးဖြစ်နေတတ်ပါတယ်ဗျာနေကုန်ကျို့အနေနဲ့ပြောရရင်ဆိုင်ရှင်တွေကုမ္ပဏီကြီးတွေဟာစီးပွားရေးသမားတွေဖြစ်တဲ့အတွက်အမျက်ရကိုစ조사တာမမောပါဘူးဒါပေမဲ့ကိုကစားသုံးရည်တဲ့အောင်အနေနဲ့ကိုယ့်ပတ်စံကိုကာကွယ်ဖို့ဆိုရင်သူတို့ရဲ့နီးလိုင်းတွေကိုသိထားဖို့လိုပါတယ်ဒါကြောင့်နောက်တစ်ခါဈေးဝယ်ထွက်ရင်ဒီအချက်တွေကိုသတိရပါဗျာနံပါတ်1ကိုလို့မြင်ရင်1000လို့တိုင်းမြင်လိုက်ပါနံပါတ်2 size တွေရွေးရတော့မယ်ဆိုရင် decoy effect ကိုသတိထားပါနံပါတ်3 discount ချတယ်လို့ပြောတိုင်းတကယ်တမ်းမတန်သေးချစဉ်းစားပါစိတ်လောပြီးမဝဲပါနဲ့သူတို့ကတင့်ပတ်စံကိုဖွင့်ဖို့စိတ်ပညာရှင်တွေနဲ့တွဲလုံနေတာကိုမမိတ်ပါနဲ့မိတ်ဆွေတော့ဒီအချက်တွေထဲကဘယ်လက်ကွက်မှာခဏမိဘူးလဲ comment မှာရေးပေးခဲ့ကြပါဦးဘုဒ္ဓတရစရာဗီဒီယိုတွေကိုနေ့စဉ်တင်ဆက်ပေးနေတာမို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးပဲငွေကြေးအသိဉာဏ်တိုးပွားကြပါစေ